မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့မော်ဝတ်စုံအဖြူရောင်လေးပေါ့နော်အဲ့ဒါလေးကိုစွန်ကျွေးလက်မှတ်ထိုးမလားသူတို့သမီးအခန့်ပွဲလေးဝတ်မလားမင်္ဂလာပွဲလေးဝတ်မလားပေါ့နော်ထက်ထဲလေးလည်းဖြစ်တယ်ရိုးရိုးရှင်းရှင်းလေးလည်းဖြစ်တယ်ပဝါလေးကိုကြည့်အောင်နော်ပဝါလေးကြည့်လိုက်ပါဦးကဲအရှည်ကြီးပဲကြည့်အောင်ခုလိုအရှည်ကြီးလဲချပြီးတော့တင်လို့ရတယ်လို့ပခုံးတင်ပဝါလေးလဲခြုံပဝါလေးပုံစံမျိုးလဲလုပ်လို့ရပါတယ်ရှင်ကြည့်အောင်ပဝါလေးကိုပြပေးမယ်နော်လှလိုက်တာရှင်ကဲဒီလိုမျိုးလေးပါသူတို့သမီးအင်ဂျီလေးကလည်းရိုးရိုးရှင်းရှင်းလေးနဲ့စာဖြတ်ဆက်လေးမှာတားရောင်တားကတ်စာလေးတုံးထားပေးတယ်ရင်ကန်မှာလဲပေါ့နော်ဒီကွင်းကိုကြည်ပပလေးထိုးထားပေးပါတယ်အနောက်ကျော်ဒီဇိုင်းလေးပြပေးမယ်နော်ချစ်စရာလေးဒီလိုလေးဒါမှန်နေမှာပါအနောက်ကျော်ဒီဇိုင်းလေးက sorry ဘယ်လဲအနောက်ကျော်ဒီဇိုင်းလေးကဒီလိုလေးပါရှင်ကြည့်အောင်ချစ်စရာလေးနောက်ကျော်လေးမှာလည်းရှင်းရှင်းလေးပဲထိုးထားပေးပါတယ်ဒီလိုမျိုးလေးပေါ့နော်စီကွင်းကိုအများကြီးမတုံထားပေးဘူးကြည်ရှင်းရှင်းလေးနဲ့လှနေရမှာပေါ့နော်ဒီဒီဇိုင်းတွေကအရန်ကိုထည့်ပြီးတော့လှတယ်နော်ကြည့်အောင်လှလိုက်တာသူတို့သမီးလေးတော့မသိဘူးရှင်ကျွန်တော်အရန်ကြိုက်နေပြီကြည့်ပါဦးလှလိုက်တာအားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်မှာလည်းအလှလေးတွေအများကြီးနဲ့မိတ်ဆက်သွားပေးမှာဖြစ်ပါတယ်တဒါ